ညာစိမ်းအောင်ကျေးရွာစီမံကိန်းကိုစီမံကိန်းကျေးရွာများမှာရှိတဲ့အိမ်အောင်စုအလှစိုက်ပျိုးရေးမွေးမြူရေးရေလုပ်ငန်းမိလီရေးကုန်ထုတ်လုပ်ငန်းအယောင်အဝေးအခြားသမွေးလုပ်ငန်းများနဲ့အသေးစားစက်မှုလက်မှုလုပ်ငန်းများအားအတူနှုံသက်သာစွာနဲ့ထုတ်ချေပေးလျက်ရှိကြောင်းသိရပါတယ်။အဲဒီလိုဆောင်ရွက်ပေးလျက်ရှိရာအေရီတိုင်းဒေသကြီးမှာညာစိမ်းအောင်စီမံကိန်းကိုကျေးရွာ2500ကျော်မှာရန်ပုံငွေ56.14ဘီလီယံနဲ့စတင်ဆောင်ရွက်ခဲ့အောင်အခုအခါရန်ပုံငွေ86.639ဘီလီယံတိုးတက်လာပြီးအိမ်အောင်စုပေါင်း2,300,000ကျော်ကိုထုတ်ချေထားပြီးဖြစ်ကြောင်းသိရပါတယ်။ညာစိမ်းအောင်စီမံကိန်းကျွေးရများအနက်စီမံကိန်းကာလ9နှစ်နဲ့အထက်ရှိပြီးစီမံကိန်းရန်ပုံငွေအလွဲသုံးစားမရှိတဲ့ကြေးရွာများကိုရွေးချယ်၍ကိုအားကိုဆောင်ရွက်နိုင်တဲ့ကြေးရွာများအဖြစ်သတ်မှတ်ခ exit strategy ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ဒါအပြင်ညာစိမ်းအောင်စီမံကိန်းကြေးရွာများမှာ digital နည်းပညာကိုထိရောက်စွာအသုံးပြုပြီးကျေးလက်နေပြည်သူများ digital ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကိုလက်လန်းမိနိုင်ရန်အတွက် digital စနစ်သုံး mobile financial payment ဝန်ဆောင်မှုနဲ့တိုင်းဒေသကြီးအတွင်းမှာရှိတဲ့မြို့နယ်20ကျေးရွာ35ရွာမှာအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါတယ်ရှင်။